ကဲအခုကတော့မမေကတော့အိမ်ကိုပြန်ရောက်နေပါပြီရှင်အားလုံးသိကျင်နေကြတဲ့အရာလေးကတော့အစီကြသေးသုံးလို့ရှိရင်ဘယ်လိုနီးလန်းလေးတွေနဲ့အစီကြမလဲဆိုတဲ့အကြောင်းလေးကိုမမေကရှင်းပြပေးမှာဖြစ်ပါတယ်ရှင်အစီတွေကြအောင်လို့ဘယ်လိုနေထိုင်တဲ့နီးလန်းလေးကိုမမေကအရင်ဆုံးပြောပြမယ်နော်အဲ့ဒါလေးကအစားအစာတွေကိုမျှတအောင်စားပေးရမယ်ပြီးရင်မမေတို့ရေကိုများများလေးတောက်ပေးရမယ်ပြီးရင်လေ့ကျင့်ခန်းတွေကိုလည်းပုံမှန်လေးလုပ်ပေးရမယ်အိမ်ရိုးလည်းဝဝလေးအိပ်ပေးရမယ်စိတ်ကြည်စီမှုတွေကိုလည်းရှော့ချပေးရမယ်အစားအစာတွေကတော့မမေတို့ပေါ့နော်ဟင်းသီးဟင်းရွက်အသီးနှံတွေကိုမျှတအောင်စားပေးရမယ်နော်အစီတွေအကျော်စီကြောစားတွေအချိုပါတဲ့အရာတွေမှလည်းလည်းရှော့စားပေးရမယ်ပြီးရင်ရေကိုကြတော့မမေကိုတစ်နှစ်ကို6ခွက်8ခွက်ပေါ့နော်တောက်ပေးရမယ်ပေါ့နော်ပြီးတော့ပြီဆိုလို့ရှိရင်မမေတို့လေ့ကျင့်ခန်းအောင်ပုံမှန်လေးလုပ်ပေးမယ်နေ့စဉ်တစ်နေ့ကိုမိနစ်30ခန်းပေါ့နော်လမ်းလျှောက်တာတွေစပိန်စီးတာတွေကိုလည်းလှုပ်ရှားတာတွေပေါ့နော်ဒါတစ်ပတ်ကိုအနည်းဆုံးတစ်ချိန်နဲ့ချိန်ပေါ့နော်လုပ်ပေးရပါမယ်ရှင်ပြီးတော့အေးအေးကိုဝဝအိမ်မယ်ပေါ့နော်ညစဉ်အေးအေးကိုဘာမှမတွေ့ဘဲနဲ့အေးအေးဝဝလေးကိုအိမ်မယ်အေးအေးမွားလို့ရှိရင်မမေတို့တွေကဆာလာမှုတွေကပုံမို့ပြီးတော့ဖြစ်ပေါ်လာနိုင်တယ်ပေါ့နော်အစားစားတဲ့အခါမှာတတိရှိရမယ်မမေတို့ဖြည်းဖြည်းချင်းစီပဲစားရမယ်ဘိုက်ပြည့်ရအောင်ပေါ့နော်အတင်းမစားရအောင်ပေါ့နော်ဖုန်းကြည့်ရင်းနဲ့လည်း TV ကြည့်ရင်းနဲ့လည်းမစားပါနဲ့ဒါတွေကဝိတ်ကိုတက်စီရပေါ့နော်စိတ်ဖိစီးမှုတွေကိုမမေတို့ထိန်းချုပ်ပေးရမယ်ပေါ့နော်စိတ်ဖိစီးမှုများလာလို့ရှိရင်လည်းအလွန်အကျွံလေးစားမိနိုင်တဲ့အကြောင်းစားမိနိုင်တယ်ပေါ့နော်အဲကြောင့်မမေတို့ကအနားယူပေးရမယ်လမ်းလျှောက်ပေးရမယ်အသက်ရှူလေ့ကျင့်ခန်းလေးကိုလည်းများများလေးပြုလုပ်ပေးရမယ်ပေါ့နော်အဲကြောင့်မလို့တချို့ကကြတော့အစီတော့ကြကျင်နေတဲ့အစာတွေပေါ့နော်အငက်ခံပြီးတော့ကျမကြီးအဲ့မျိုးအစာတွေအငက်ခံနေမဲ့သူပေါ့နော်ကျမ်းမာစီတဲ့အစားအစာတွေစားပေးမယ်ကိုလည်းလှုပ်ရှားမှုတွေကိုပုံမှန်လုပ်ပေးမယ်အေးဝဝအိပ်ပေးမယ်ဆိုလို့ရှိရင်ဒါရေရှည်မှာဆက်လက်လှုပ်ဆောင်သွားမယ်ဆိုလို့ရှိရင်အစီကြခြင်းကလည်းတဖြည်းဖြည်းနဲ့သူ့ဘာနဲ့သူရေရှည်မှာတည်တံ့သွားမှာဖြစ်ပါလေရှင်ကဲဘာသိတင်လေးလဲသိတင်တဲ့အရာရှိနေမယ်မေကိုမမ project ပြောခဲ့ပါအောင်နော်